ကျွန်တော်ရဲ့အမေထက်ဗျအဖေကဟင်းချက်ကောင်းတယ်ဗျအဖေဘာချက်ဗျစားလို့အရန်ကောင်းတာအဖေရဲ့လို့ငားဟင်းလေးကကောင်းလိုက်တာလို့ကျွန်တော်အဲ့လိုပြောလိုက်ရင်လေအဖေကကောင်းမှာပေါ့ကွာတဲ့မြစ်တာတွေထစ်ချက်ထတာပဲတဲ့အဲ့လိုပြောလိုက်တော့အမေကမျက်စောင်းထိုးတယ်ဗျကျုပ်ကဘာနဲ့ချက်ထားလို့လဲလို့ပြန်ပြောတယ်ဗျအဖေကတော့ဘာမှမပြောပါဘူးရည်နေတာပေါ့ဗျာကျွန်တော်တို့မောင်နှမတွေဗျအဖေအမေနဲ့ဒီထမင်းစားဝိုင်းလေးကအရန်ကိုပျော်ရွှင်မှုကောင်းတယ်ဗျာအမေကအဝတ်တွေလျှော်တယ်မိဘူးတွေတိုက်တယ်ဥခွက်ပကံတွေစေးတယ်တန့်ရှင်းရေးတွေလုပ်တာပေါ့တခါမှတစ်ချက်မှမနာဘူးဗျအဖေကတော့မနဲ့ဆိုရင်ဗျစောစောစီးလမ်းလျှောက်တယ်ပြန်လာတာနဲ့တွားဟင်းချက်စီရတယ်ဝယ်လာတယ်ဗျဖေကြီးဒီနေ့ဘာချက်မလဲဆိုတော့တားတို့အကြိုက်တဲ့ဝက်ချစ်တော့ဟင်းလေးချက်ပြီးမယ်တဲ့ဟာကောင်းလာတာဖေကြီးကအဲ့ဒါမလို့ဖေကြီးကိုချက်တာဆိုတော့အမေကမျက်စောင်းထိုးတယ်ဗျရှင်ရလာစားလေးနဲ့စင်ကြပြီးလဲကလေးတွေကိုကျွေးအောင်နဲ့တိတ်ပြီးတော့လဲအလိုမလိုက်နဲ့အဲ့တော့အဖေကပြောတယ်ဝမ်းမြေအိမ်မရှိပါဘူးကွာတဲ့စားနိုင်လို့ကျွေးရတာပါကွာဆိုပြီးတော့ကိုယ်တိုင်ဗျမိဖို့ကြောင့်နဲ့ဝင်သွားတယ်ဗျမိသားစုဆိုတော့ဓမဲဝိုင်းမှာကျွန်တော်ရဲ့အဖေရဲ့လက်ရကအကောင်းဆုံးပဲဗျဝက်ချက်တော်လေးတွေကလူပိနေတာပဲပြောလိုက်တော့ဗျအဖေကထုံးစံအတိုင်းပဲဘာချက်ချက်တော့မြစ်တာထက်ချက်ရင်ကောင်းပါတယ်ကွာတဲ့ဒီလိုနဲ့ဗျမောင်နှမတွေကအရွယ်တွေရောက်အတောင်မတွေစုံကြတာပေါ့ဗျအိမ်တော်လေးပူစီကြတာပေါ့ဗျသူ့နေရာနဲ့သူနေရတဲ့အတွက်ကြောင့်နှစ်ပေါင်းများစွာဗျကျွန်တော်တို့မစုံကြဘူးပေါ့ဗျဒီကကြတော့ဗျအမေဆုံးတဲ့အခါကျတော့မောင်နှမတွေပြန်စုံကြတယ်ဗျအဖေကအမေရက်လည်းနေမှာအားလုံးအကြိုက်တဲ့ဝက်ချစ်တော်လေးချက်ကျွေးတယ်ဗျအဖေရဲ့တို့အဖေလည်းရဘယ်တော့မှမပြောင်းဘူးနော်ဒါပေမဲ့တို့နည်းနည်းလေးနူးဖို့လိုနေတယ်လို့ပဲဆိုတော့အင်းတဲ့မင်းမေတယောက်ကွာတဲ့ထမင်းဝမ်းမှာပဲ့သွားတော့ဟာတာကြီးဖြစ်သွားတယ်ကွာဆိုပြီးတော့ဗျမျက်လုံးထဲမှာမျက်ရည်တွေဝဲလာတယ်ဗျကျွန်တော်တို့အားလုံးလည်းဗျဒီလိုပါပဲထုံးစံအတိုင်းပဲပြန်ပြီးတော့ခွဲခွာကြတာပေါ့ဗျတနေ့ကျတော့ဗျအလုပ်ကျွန်တော်နည်းနည်းနည်းကြာလာတဲ့အချိန်ကျတော့ကျွန်တော်လမ်းကြုံတာနဲ့ဗျအဖေစီမှာဝင်ပြီးတော့တညအိတ်ကြတာပေါ့ဗျအင်ကိုရောက်ချင်းမဲ့အဖေကိုကျွန်တော်ကပြောတယ်အဖေတို့ဝက်ချ်တောင်လေးစားခြင်းနဲ့လို့ကျွန်တော်ဈေးသွားပြီးဝယ်ပြီးမယ်ဆိုအဖေကြီးကချက်ပေးလို့ပြောတော့ရပါတယ်ကွာတဲ့ငါပဲဈေးဝယ်လိုက်ပါမယ်ဆိုပြီးတော့သူကပြောတယ်ဗျဟင်းကွက်ထဲမှာတော့ဝက်ချ်တောင်ဟင်းလေးကဗျစားကောင်းမဲ့ပုံပဲဗျကျွန်တော်ကအဖေကိုအရင်ဥချပြီးတော့အဖေဝါးနိုင်သေးလားဆိုတော့နူးဝင်းနေတောင်ချက်ထားတာပဲကွာတဲ့စားနိုင်ပါတယ်ကျွန်တော်ပါစက်ထဲမှာဗျတခုခုလုံနေတယ်လို့ပဲဗျအရတာကအရင်လိုမဟုတ်တော့ဘူးဗျသားတယ်နဲလာကြီးလားတဲ့ဘာဖြစ်လို့လဲတဲ့မကောင်းလို့လားတဲ့ငငယ်ကဆိုရင်ကွာတဲ့မင်းကဝက်ချစ်တော့3-4ဝန်းလောက်စားမှအားရတာတဲ့အဖေဆိုဘာလဲကွာဟင်းကတမျိုးကြီးပဲအဖေတို့ဘာဖြစ်လို့လဲသားတို့အရင်စားတဲ့အတိုင်းမဟုတ်တော့ဘူးအရတာမရှိသလိုပဲအဖေမြစ်တာတွေထစ်မချက်ထားလို့လားဆိုတော့အဖေကဘာချစ်ချက်ကွာတို့မြစ်တာတွေထစ်ချက်ပါတယ်ကွာဒါပေမဲ့မြစ်တာတွေကမစုံတော့ဘူးလေကွာတဲ့ဒါကြောင့်အရတာကပေါ့ပြက်ဖြစ်သွားတာဖြစ်မှာပေါ့ကွာ